များနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆံရေးညော်ရည်သုံးချက်ပေးရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲမြဲရှေးကတင်ကြိုးပြုခဲ့လို့ဒီကောင်းမှုအထူးရှိပါစေမိမိကိုကောင်းအောင်ထိန်းလို့မတိမ်စေနဲ့စောင့်ကြည့်လေဥစ္စာကိုပေးနေတိုင်းမျော်ရည်သုံးချက်ပေးရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေတကောင်းတရားဟုသည်များကို